အားလုံးပဲမင်္ဂလာနံနက်ခင်းပါဗျာကျွန်တော်တို့အခုကာကြီးဆန်းကိုသွားမှာဖြစ်ပါတယ်ကိုရီးယားစံတော်ချိန်မနက်6နာရီပါညဘက်လိုပဲမှောင်နေတော့မှနေမထွက်သေးပါဘူးဗျာကျွန်တော်လမ်းမှာလမ်းတစ်ပိုင်းခဏနားနေအောင်နော်ဒါအေးပါတယ်လက်တွေခဲတောက်နေအောင်ဒါနောက်ကလိုက်ရဘလို့လဲဒါအေးလား괜찮아ဒါအေးလို့နည်းအေးတတ်တောင်ကော်ဖီဝင်တော့တယ်ပါအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အခုဆိုရင်ဂါကြီးစန်းတောင်ကြီးကိုရောက်ရှိနေပြီဖြစ်ပါတယ်ဂါကြီးစန်းတောင်ကြီးရဲ့စောနှန်းစာဖုန်ကြီးကျောင်းကားပါကင်ဖြစ်ပါတယ်ဒီဟာဆိုလို့ရှိရင်ဂါကြီးစန်းတောင်ကြီးကိုတက်လမ်းကြောင်းတစ်ခုဖြစ်ပါတယ်တော့ဂါကြီးစန်းတောင်ထိပ်ကိုကျွန်တော်တို့2နာရီနဲ့45မိနစ်လောက်တက်ရမှာပေါ့နော်ကျွန်တော်နားပြီးတက်မယ်ဆိုရင်3နာရီလောက်တက်ရမှာဖြစ်ပါတယ်ဟိုတောင်ကြီးမှာတော့တော်တော်လေးအေးပါတယ်ခင်ဗျတောင်ပေါ်မှာတော့ဘယ်လိုနေလဲမသိဘူးပုံမှန်မြင်ရတာတော့ကျွန်တော်တို့နှင်းကျနေတာတွေ့ရမှာဖြစ်ပါတယ်။တောင်မှာတော်တော်အေးမှထင်ပါတယ်။အောက်မှာတော့မိုင်းနဲ့ကြော်နေ။တောင်ထိပ်မှာနှင်းတွေကျနေပါတယ်။ Okay ။ဒီနေ့ကျွန်တော်တငယ်ချင်းတောင်ထိပ်ကိုဂါကြီးစန်းတောင်ထိပ်ကိုတက်မှာဖြစ်ပါတယ်။ဟောရအောင်ဗျာ let's go fighting ဟုတ်ပြီကျွန်တော်တို့ဒီဂါကြီးစန်းတောင်တက်လမ်းညွှန်ဆိုင်ဖို့စတင်တဲ့နေရာဖြစ်ပါတယ်။ဂါကြီးစန်းကိုကျွန်တော်တို့6.5 ကီလိုမီတာတော့ရပါမယ်။ Okay ကိုမယ်
တောင်ပေါ်မှာနေကြတာဖွေးနေပါတယ်တော့တောင်အောင်နဲ့တောင်ပေါ်နဲ့မတူပါဘူးပေါ်ရောက်လာလေကျွန်တော်တို့ဒီနေကြထားတဲ့နေတရွတ်တွေပေါ်မှာတရွတ်တွေပေါ်မှာနေကြထားတာအများကြီးမြင်ရပါတယ်တော့တောင်ထက်ရောက်လာလေနှင်းကျလာလေဖြစ်ပါတယ်ဘယ်ဆိုရင်ဒီအောက်ချစ်တစ်ပြင်းလုံးတော့ဖွေးနေရအောင်နှင်းကျဖွေးနေရအောင်တွေ့ရမှာဖြစ်ပါတယ်ကာကြီးဆိုင်ရတောင်ထိပ်ကိုတော့ကျွန်တော်လှမ်းမြင်နေရပါပြီဒါပေမဲ့ဒီလိုတောင်စင်လမ်းတစ်လျှောက်သွားမှာဖြစ်တဲ့အတွက်တော်တော်တော့လိုပါသေးတယ်တောင်ထိပ်မှာကျွန်တော်အခုမြင်နေရတာတောင်ထိပ်မှာနှင်းကျနေတဲ့ပုံပဲဗျာတော်တော်အုံဆိုင်မိုးရွာနေတယ်လို့နှင်းကျနေတယ်လို့ဖြစ်နေတောင်ထိပ်ကတောင်ကတော့တက်တယ်လို့ရှိမှာနေရာဒီနေဦးရတယ်ပိုတော့တက်ကြတယ်နေဦးရတယ်ဆိုလေပန်းနေပွင့်တားလှကျွန်တော်တို့ကာကြီးစန်းတောင်ထိပ်မှာရှိတဲ့ဆိုင်လေးပေါ့နော်အဲ့ဆိုင်မှာကျွန်တော်ခောက်ဆွဲကြုတ်စားမှာလို့ခောက်ဆွဲကြုတ်ရပါဆောင်တော့ဆက်ပြီးဒီဆိုင်လေးရှိတာတော်တော်အဆင်ပြေတယ်ဟိုထမင်းလေးတွေပါသေးတယ်ခါရောစားလိုက်โอเคပါအခုကျွန်တော်တို့စားပြီးတောက်ပြီးစားပြီးတော့ကျွန်တော်တောင်ထိပ်ကိုခရီးဆက်မှာဖြစ်ပါတယ်တောင်ထိပ်ကိုကျွန်တော်မိနစ်40လောက်သွားရမယ်ပြောတာခင်ဗျကျွန်တော်စားတဲ့နေရာကဒီဆိုင်လေးပါကျွန်တော်ခုနပြောကျွန်တော်တောင်ထိပ်ထင်တာတောင်ထိပ်မဟုတ်ဘူးတောင်ထိပ်ကိုထပ်သွားရအောင်မိနစ်40ထပ်သွားရအောင်โอเคတောင်ထက်ခရီးဆက်တော့ ဆူလာပြားတွေလည်းဘလို့မှလုံမလား ဆက်ထိုင်မလား မထိုင်တော့ပါဘူး ထိုင်ပါဦး ဆိုဂျူဟာနာ မဟုတ်ပြီလေထိုင် တော့မပေးဘူး ကျွန်တော်ကာကြီးစမ်းတောင်ထိပ်ဟုတ်မှထင်တယ်တောင်ထိပ်ရေးတာလား ဒီတော့ ဟောဒီတက်ထိပ်တာတော့မရှိဘူး မရှိတော့ဘူး ဟိုအောက်မှာကွင်းနေလို့ရှိတယ်
အော်လီတက်လီတက်လမ်းနဲ့ဆက်လွင်ဟောဒေတာတိုက်ပါတယ်နော်ရအောင်နဲ့ထားတောင်ထိပ်မှတ်တာဖြစ်ပါတယ်အောက်မှာဆင်းတောင်ထိပ်ဖြစ်ပါတယ်အဲ့လိုနေဂျပန်ဆိုင်နဲ့တူတယ်နော်တော့မှာဟုတ်တော့မှာ တောင်း တမ်းမယ် 네, 잘 나가세요.ကာဂျီဆန်တောင်ထိပ်ပေါ်ကဆိုင်လေးပါကော်ဖီရမယ်ကျွန်တော်တို့ဆိုကျူးရမယ်ဟောက်ဆွဲရပါမယ်1200ကျော်မီတာအမြင့်ကိုရောက်ခဲ့ပြီဖြစ်ပါတယ်